ဒီနေ့ပြောပြချင်တာတော့ဘာလဲဆိုတော့ဒီကောင်ကလေဤတော်စီရှိရင်ဆိုတဲ့ဥစ္စာလေးကိုမတိတဲ့လူတွေတော်တော်များပါတယ်မြန်မာလူမျိုးတွေကတော့တော်တော်ကြီးကိုတုံးတဲ့လူမရှိလောက်အောင်ရှားလိမ့်မယ်ဂျပန်လူမျိုးတွေမှာလည်းမတိတဲ့လူတွေတော်တော်များတယ်ဒီကောင်ဤတော်ရှိရင်လို့ခေါ်တယ်နော်ဒီကောင်ကမြို့နေကနေပြီးတော့တလောက်ဘယ်လောက်သုံးခွင့်ပေးလဲဆိုတော့ဒီထဲမှာရိုက်ထားတယ်ဒီဥစ္စာလေးပြ16နာရီသုံးခွင့်ပဲဘာလို့တဲ့ဤတော်ရှိရင်လဲဆိုတော့ဒီအခုအပြင်ကိုသွားခြင်းနဲ့ဆိုရင်ဒီပုဂ္ဂလိကကုမ္ပဏီတွေရှိတယ်ခိုက်ကော်နဲ့ပတ်သက်တဲ့ဒီဘာခေါ်မလဲဟိုနေတကြီးရွယ်အိုပဲဖြစ်ဖြစ်ဒါမို့ရင်တိုက်မှုနဲ့ပဲဖြစ်ဖြစ်အလုံးနဲ့ထိခိုက်တန်ရာရမှုပဲဖြစ်ဖြစ်အကဲဟိုလမ်းမလျှောက်နိုင်တဲ့လူတွေပဲဖြစ်ဖြစ်လမ်းလျှောက်နိုင်တဲ့လူတွေပဲဖြစ်ဖြစ်အဲ့ဒီလိုမျိုးအပြင်ပမှာလေကောင်းလေသန့်ရှူဖို့ဂျပန်နိုင်ငံမှာဆိုဘာရှိလဲဆိုတော့ရေချိုးကနေရှိတယ်ရေချိုးကနေသွားခြင်းနဲ့ခရီးသွားခြင်းနဲ့ဆိုရင်အဲ့သူတို့ကပုဂ္ဂလိကကုမ္ပဏီတွေကိုဖုံးဆက်ပြီးခေါ်လိုက်ရင်ပုဂ္ဂလိကကုမ္ပဏီတွေနဲ့ဒီဤတော်ရှိရနဲ့ကိုနဲ့ခုနခေးရကူဆိုတာစာချုပ်ချုပ်ထားတယ်နော်အဲ့စာချုပ်ချုပ်တဲ့အတွက်ကိုပတ်စံတပြားမှပေးစရာမလိုဘူးတလောက်ဘယ်နှနာရီသုံးလို့ရဆို16နာရီသုံးလို့ရတယ်ဤတော်ရှိရဆိုတာဒါမြို့နယ်တိုင်းမှာရှိတာဂျပန်တန်နိုင်ငံလုံးမှာအဲ့ဒီလိုမျိုးစာအုပ်ကလေးတွေထုတ်ပြီးတယ်ဤတော်ရှိရဆိုတဲ့ဥစ္စာသူကဘာဖြစ်လဲကိုယ်ကဲသွားရင်ပြူရင်လည်း6တော့တွေပဲခွေပြီးတော့မလဲသွားအောင်မပြူအောင်ဘေးကနေထိမ့်ပြီးမှလမ်းလျှောက်ပြီးသွားတဲ့လူဆိုလဲအတူတူပဲဒီခုဒုမှာဟိုနေဝီချဲနဲ့သွားတဲ့လူဆိုလဲအတူတူပဲသူကအနာတောက်လျှော့ကိုရန်တော်သဘောမျိုးအဲ့ဒီဟာဘာဆိုဟိုနေခိုင်းပေါ်ဟော်ကင်းဆိုတဲ့ဥစ္စာဒီတက်ကြီးရွယ်ကိုဆောက်ရှောက်ရေးအတွက်ခွန်ဆောင်ထားတဲ့လူတွေပါတယ်အတွက်ကအဓိကဆိုပေမဲ့ခုနပြောသူအသက်30နဲ့အသက်40နဲ့အသက်50နဲ့အဲ့ဒါလိုဖြစ်နေပဲမြို့နယ်တွေကနေပြီးတော့သူတို့ကစီစစ်ပြီးတဲ့အခါကျတော့ဒီလိုမျိုးစာအုပ်လေးကိုထုတ်ပေးတယ်။နော်အခုဒီနေ့ဆိုရင်ဆေးရုံသွားမယ်ဆိုရင်သူကားနဲ့လာကြိုးပေးတယ်။ဒါပုဂ္ဂလိကကုမ္ပဏီနော်။သူတို့ကဘယ်လိုရလဲဆိုတော့တနာရီကိုက3လိုက်တိုင်းသူတို့အတွက်ကိုရန်4000ရတယ်။ကိုကပေးစရာမလိုဘူးနော်။ဒီမြို့နယ်ကနေပြီးတော့ပေးတာ။တိုင်းပြည်ကနေတော့ပေးတာ။အဲ့ဒါတွေကပါဆိုလူတွေအခွန်ဆောင်ထားတဲ့တရားမျိုးပေးတာ4000ပြင်ကိုသူတို့ကကားနဲ့ဒီဆေးရုံအခုဒီနေ့ဆေးစစ်ဖို့သွားယူပေးတယ်ဆေးရုံထဲမှာလည်းပဲကိုနာနေတောက်လျှောက်ကပ်ပြီးတော့လိုက်ပြီးတော့သူကအားလုံးကိုသူကကူညီပေးတယ်ကူညီပေးပြီးပြန်လာတဲ့ထီအောင်ပေးတယ်ဒီဥစ္စာဒါဤတော်ရှိရင်လို့ခေါ်တယ်နော်နောက်တစ်ခုဟိုတနည်းကတော့ပြောထားပြီးသားပါပဲဒီဥစ္စာကတော့မြို့နယ်ပေါ်မှာမူတည်တယ်မြို့နယ်တွေမှာအခွန်ဆောင်ထားတာတွေများရှိတဲ့လူဆိုရင်များရှိတဲ့မြို့နယ်ဆိုရင်များရှိတဲ့မြို့နယ်တွေမျိုးဒီလိုမျိုးတက်ဆီကိုအိမ်ကနေဖုံးဆက်ပြီးခေါ်လိုက်အိမ်ဝါတီအောင်လာကြိုးတဲ့အတွက်ကြောင့်မလို့ဒီထဲမှာ900ဒီလိုမျိုးဥစ္စာတွေ6လတည်း6လတည်းဒီလိုစောက်ကလေးထုတ်ပေးတယ်ထုတ်ပြီးတော့အခု၄ဝါနာနာနေဆို၄ဝါရှိလာမယ့်နေ့3လပိုင်းထိအောင်3လပိုင်း31ရက်နေ့ထိအောင်ဒီစောက်နဲ့တက်ဆီဥမာကားတစ်စီးတက်ဆီခေါ်လိုက်တယ်ဆိုတက်ဆီက1900ကျတယ်ဆိုရင်ဒီစာရွက်ကလေး3ရက်တစ်ရွက်ကို900 3ရက်ကပတ်စံနဲ့အတူတူပဲလေ1500ကိုကငွေသားကိုရန်200ထပ်ဆောင်ပေးလိုက်ရင်1900ဖြစ်သွားโอเคကိုက4ရွက်သွားပေးလိုက်ဆိုကိုဘက်ကအရှုံးပေါ်မယ်လေ300ရှုံးမယ်အဲ3ရွက်နဲ့200ပေးလိုက်တယ်ဒါကတော့မြို့နယ်တိုင်းမှာရှိတာမဟုတ်ဘူးခုနပြောအခွန်ဆောင်ထားတဲ့ဟိုလေးများရှိတဲ့နေရာတွေဘာတွေမှာဒီလိုမျိုးတွေကိုဒီကအာရှမြို့နယ်ကနေထုတ်ပေးတာဒါတစ်ခုနောက်တစ်ခုကကြတော့ဒါကြတဲ့ခါကျတော့ဒါရဲစကားကနေထုတ်ပေးတာနော်ကိုယ့်အိမ်မှာကားရှိရင်ကိုယ့်အိမ်ကကားဘယ်နေရာမှာမဆိုကားမရတဲ့နေရာလို့မရှိဘူးကားမရတဲ့နေရာတွေမှာဆိုရင်ကားသွားရက်ထားရင်သူတို့ရဲကနေပတ်တအောင်အနေနဲ့တွေ့ရင်သူတို့ကစစ်တယ်ဟိုဗာလဲဒီအင်ကြီးအစိမ့်နဲ့လေဟိုစားကားသွားတော့ကလေအဲ့လိုမျိုးလှည့်ပြီးကင်းလှည့်နေတဲ့ဦးနေရှိတယ်ကားရက်တဲ့နေရာမှာကားထဲမှာလူထိုင်နေရင်တော့သူတို့ကကိစ္စမရှိဘူးကားထဲမှာလူမထိုင်မင်းနဲ့ဒီတိုင်းရက်ထားတယ်မရမယ့်နေရာမရက်ထားရင်သူတို့ကနိုင်နဲ့မှတ်ထားတယ်ဘိန်းကိုဒီအမြေပြူနဲ့ချစ်ပြီးတော့မှတ်ထားတယ်အဲ့နိုင်ဝဲကြော်တနိုင်သူတို့တတ်မှတ်ထားတဲ့အချိန်ထိအောင်မှလူပြမလာဘူးဆိုရင်သူတို့ကအဲ့စာရွက်လေးကိုကတ်ပြီးတော့မှတ်ကတ်သွားအောင်လေဘလောက်တိုက်တဲ့ဒီစာရွက်ကလွင့်မသွားဘူးအဲ့ကားနံပါတ်နဲ့ဆိုရင်အဲ့ဥစ္စာကိုဆိုရင်သူတို့ကဘာလို့ဆိုမေဝါကုချူရှာဆိုရင်1000ကျော်လောက်ဆောင်ရတယ်အဲ့လို35ဆောင်ရင်သူက license ဘယ်နှလားဆိုလည်းမသိပိတ်တယ်အဲ့လိုမျိုးရှိတယ်အဲ့ဒီနေရာမျိုးမှာကိုယ်အိမ်လာတဲ့ဧည့်သည်ဆိုလဲ
ဒီဥစ္စာကို dashboard ထဲမှာတင်ထားရင်ထည့်ထားရင်ဒီဥစ္စာကိုထည့်ထားရင်ရေးရကြည့်လိုက်ရင်ငါအိမ်ကိုလာတယ်ဒီကနေရောဟိုနေဖြစ်တယ်ဆိုရောမဖမ်းလို့ကိုစီးတဲ့ကားမှလည်းကိုဟိုနေဖြစ်လို့ရတယ်လို့ခုနလိုခိုင်းကောတိုက်စီတွေပါဒီမှာလည်းကိုဒီဥစ္စာကိုသုံးလို့ရတယ်ဒီဥစ္စာအခု၄ဝါဘယ်နှခုနှစ်လဲ၄ဝါ9နှစ်အခုမှ9နှစ်ဆိုတော့နောက်တဲ့2နှစ်ပြည့်ရင်တခါတန်တိုးလို့ရတယ်ဒါရေစကားနဲ့နောက်မှစီကန်းချက်တွေပါပါတယ်ဒါရေစကားထုတ်ပြီးတဲ့စာရွက်ဒါပါပဲဒီနေ့တော့အဲ့ဒါမသိတဲ့ဟာလေးတွေလေနားမလဲတဲ့ဟာလေးတွေဗာလေးတွေကိုအဲ့ဒီလိုမျိုးခုနရှင်းပြပေးတာပါเนาะနားမလဲတဲ့လူတွေနားလဲအောင်လို့ဆရာကြီးလုပ်တယ်တော့မထင်ပါနဲ့เนาะရတဲ့ဥစ္စာကိုကိုယ်တိုင်ရှောက်မှရတယ်ကိုယ်တိုင်ပြုမှရတယ်ကိုယ်တိုင်မြို့နယ်ရုံတိုင်းမှာရှိပါတယ်အခွင့်အရေးတွေဗုဒ္ဓမြတ်စွာဘုရားလည်းပြောတယ်မလားကိုကိစ္စအတ္တနာနဲ့မိမိကိုမိမိဟလားတဲ့နိဗ္ဗာန်ရောက်ချင်တာပဲဖြစ်ဖြစ်ကုသိုလ်ကောင်းမှုကိုယ်တိုင်လုံးမှရမှာနော်ဝိပဿနာတရားလည်းကိုယ်တိုင်လုံးမှရမှာကံကောင်းတယ်ဆိုတာလည်းဗုဒ္ဓဆရာတော်ဘုရားကြီးဟောတာတူလို့ပေါ့ကိုယ့်ရဲ့အတွင်းစိတ်ကမကောင်းတဲ့လူကကံကောင်းစရာအကြောင်းမရှိဘူးသူကပြီးခဲ့တဲ့ဘဝအကုသိုလ်နေမျိုးကံမကောင်းဘူးဆိုပြီးတော့ဟလာလက်ဖွဲတွေတွားဝင်ဖြစ်တယ်ရေရာတွေတွားချီတယ်အတိတ်ပဲလုံးမရှိဘူးလက်ဖွဲယူတာနဲ့လက်ဖွဲပတ်တာနဲ့ရေရာချီတာနဲ့ကံကောင်းသွားတာမဟုတ်ဘူးနော်ကပြီးခဲ့တဲ့အကုသိုလ်ကအခုဒီဘဝမှာလာအကျိုးပေးမယ်ဒီဘဝမှာမကောင်းတာလို့ရင်ပို့ပြီးတော့အကုသိုလ်ပို့ပြီးဟိုနေဖြစ်မယ်ဒီဥစ္စာယူလိုက်လို့အကုသိုလ်ကမကောင်းပါဘူးသွားပြီးတော့တချို့လေဘုန်းကြီးတွေခေါင်းကိုင်းလိုက်တာနဲ့ကုသိုလ်ကံကောင်းပါဆိုအတိတ်ဘယ်မှမရှိတာခေါင်းကိုင်းနဲ့အကုသိုလ်ကံကောင်းတယ်ဆိုရင်ကံဆိုးတဲ့လူတွေဟောလားအလုတ်ကိုင်းအစင်ပြီးတဲ့လူသူ့ခေါင်းကြီးပဲလာထိုးခံနေမှာပေါ့ဟုတ်လားစဉ်းစားကြည့်တော့ပေါ့ဟုတ်လားအဲ့ဒီလိုမျိုးတွေရှိတယ်အဲ့ဒီတော့ကုသိုလ်ကံကောင်းခြင်းကိုအတွင်းထဲမှာရှိတဲ့စိတ်ထားလေးတွေပြင်း၅ပါးသီလမြဲအောင်လုပ်ဒါနသီလဘာဝနာဟုတ်လားကောင်းမှုကုသိုလ်တွေလုပ်တန်းနိုင်တဲ့လောက်ကိုယ်စိတ်ကလေးကိုဖြူစင်အောင်ထားဒါပါပဲဒီနေ့ပြောချင်တာတော့ bye bye